Manchester United မှာ manager တယောက်ပြောင်းလိုက်တာနဲ့ဘယ်လောက်ထိကွာသွားလဲဆိုတာကတော့လေ Michael Carrick ရဲ့ manager ဖြစ်လာပြီးကြတဲ့ကအသင်းတစ်ခုလုံးကတိတိတသားကြီးကိုပြောင်းလဲသွားခဲ့တာဟုတ်ပြီဒီတော့ဒီအပြောင်းလဲကဘလို့ဖြစ်လာခဲ့သလဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ကြရအောင် တကယ်တော့လေအချင်းကြီးအားလုံးကိုဘောလုံးသုံးသက်သူတယောက်ရဲ့စကားတစ်ခုနဲ့အကုန်ဖော်ပြလို့ရတယ်အပြုံးတွေပြန်ရောက်လာပြီတဲ့ဒီစကားလေးကပဲအသင်းရဲ့အလှည့်ပြောင်းကိုစိတ်ခံစားမှုပိုင်းကအကောင်းဆုံးတယောက်ဖော်နေတာပေါ့ဖျားရီအောင်မှာနင်းညုံနေခဲ့ခလက်အတွက်တော့တကယ်ကိုကြီးမားတဲ့အပြောင်းလဲပါပဲအဲ့ဒီစိတ်ခံစားမှုတက်ပဲလားဆိုတော့မဟုတ်ဘူးအချက်လက်နဲ့ပါတက်သေးပြထားတာဒါဆိုတထမဆုံးအပိုင်းအနေနဲ့ကကားရိတ်ကြောင်ဖီလာရဲ့အလဲအပြောင်းကိုကြည့်လိုက်ကြရအောင်ယာယီမန်နေဂျာတယောက်ကအရာအလုံးကိုဘယ်လိုများပြောင်းလဲပစ်ခဲ့တယ်လဲအသေးစိတ်လေ့လာကြည့်ကြတာပေါ့ဒီပြောင်းလဲကလေကွင်းထဲကရလက်တွေမှတွေမဟုတ်ဘူးနော်အသင်းရဲ့အခြေအနေကမုံတိုင်းထန်နေတဲ့ပင်လယ်ထက်ကတင်ဘောတစည်းလိုပဲအဲ့ဒါကိုကားရက်ကတီငင်အောင်ထိန်းချောင်းပေးနိုင်ခဲ့တယ်လို့ပြောရမှာပဲသူ့ရဲ့အထူးတက်ရောက်မှုကကစားသမားတွေစီအားနဲ့ပရိသတ်တွေအထိကလပ်တစ်ခုလုံးကိုပြန့်သွားတာအရေးကြီးဆုံးကဘာလဲဆိုတော့လူတိုင်းရဲ့ပခုံးဘောကဖီအားတွေကိုဖယ်ရှားပေးလိုက်နိုင်တာပဲဟုတ်ပြီဒါဆိုရင်ကားရက်ကဘာတွေကိုအတိအကျပြောင်းလဲခဲ့တာလဲဒီအောင်ညွှန်မှုတွေရဲ့နောက်ကွယ်မှာဘလို့နီလန်းတွေရှိနေမလဲတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်သူ့နီလန်းမှာအဓိကအချက်၃ချက်ရှိတယ်တဲ့လေ့ကျင့်ချိန်တွေကိုတိုးစီတယ်ဒါပေမဲ့ပိုပြင်းထန်စီတယ်နဲ့နီးပြခုံတန်းမှာသူကအရန်တည်ငြိမ်ပြီးယုံကြည်မှုရှိတဲ့ပုံစံနဲ့နေတယ်ပြီးတော့နောက်ဆုံးအချက်နံပါတ်3ကတော့လူငယ်အသင်းပွဲတွေကိုတွားကြည့်ပြီးကလပ်ရဲ့အမြင့်တွေနဲ့ပြန်ချိတ်ဆက်ခဲ့တာပဲဒါကိုကြည့်တဲ့နီးစနစ်ပိုင်းစစ်ပိုင်းဆိုင်ရာပြီးတော့ယဉ်ကျေးမှုပိုင်းအားဆုံးကိုချိန်ညီသွားတာတွေ့ရတယ်တကယ့်ကိုပြည့်ပြည့်စုံတဲ့ပေါင်းစပ်မှုပဲသူ့ရဲ့နီးပြပုံစံကတခြားမန်နေဂျာတွေနဲ့လုံးဝမတူဘူးကောင်းရက်ကကွင်းဘေးမှာတီတီငယ်ငယ်နဲ့လက်နှုတ်ပစ်ပြီးနေလေးရှိတယ်တခြားမန်နေဂျာကြီးလိုနေရာတကာမှာလှရှာမီအော်ဟစ်နေတာမျိုးမဟုတ်ဘူးသူကကစားသမားတွေကိုတောင်းယူခွင့်ပြီးတယ်အော်ဟစ်ညွန်ကြားတာတဲ့သူလုံးကိုယုံကြည်မှုပြီးတဲ့သဘောပေါ့အဲ့ဒီပုံစံကပဲကစားသမားတွေကိုပို့ပြီးစွမ်းဆောင်ရည်ပြနိုင်စေတာတုံးသက်သူတယောက်ပြောသွားတာလေးကတကယ်မှန်တယ်သူကအဲ့ဒီချစ်ချင်းမြတ်တာကိုပြန်ယူဆောင်လာခဲ့တယ်သူကကလပ်ကိုနားလဲတဲ့ဆိုတော့ကာရက်ရဲ့အောင်မြင်မှုကဘာလဲဆိုတော့ Manchester United ရဲ့အမလက္ခဏာကိုသူနည်းနားလဲလို့ပဲဒါကအသင်းသားဟောင်းတယောက်ဖြစ်နေခြင်းရဲ့အကြီးမားဆုံးအားသာချက်ပဲပေါ့ Okay အသင်းလိုက်ပြောင်းလဲမှုချောင်ပြောပြီးပြီဆိုတော့တူးချင်းပေါ်ဘလို့တယောက်လဲဆိုတာကြည့်ရအောင်အထူးသဖြင့်တိုက်စစ်မှု Benjamin Sesko ပေါ့သူတို့နီးပြတက်လက်အောက်မှာလုံးဝကိုအထွင်ပြောင်းသွားတဲ့ကစားသမားတွေတဲကအကောင်းဆုံးဥပမာတစ်ခုပါပဲချက်စကူရဲ့မကြားသေးခင်ရတွင်းကိုကိုသာရှိလိုက်လူတိုင်းကမယုံနိုင်စရာပဲဒါဟာယာဒီရဲ့ခေါင်းဆုံးခိုးနေထဲမှာပါကိုပါရမယ်ဆိုပြီးချီးကျူးနေကြတာဒီလိုရေသွင်းမိတဲ့တွင်းကိုမျိုးကသူ့ရဲ့ယုံကြည်မှုတွေဘလောက်တောင်ပြန်တက်လာပြီးလဲဆိုတာကိုသက်သေပြနေတာပဲစစ်စကူရဲ့ပြောင်းလဲကတကယ်ကိုမျက်မြင်ကိုတွေ့ပဲကားရစ်မလာခင်ကသူ့ကိုဘယ်လိုပြောကြလဲစေးကြီးတဲ့အမားရဲ့ဝေဖန်မှုတွေအများကြီးပဲအခုတော့ရောတော်တဲ့နဲ့တိတ်ဆိတ်မှုကြောင့်ဖြစ်အတိမပြူလာကြပြီယာဒီရဲ့အကောင်းဆုံးကိုးလောင်းရာကိုတောင်တွင်းယူနိုင်ခဲ့ပြီဒါကကားရစ်ရဲ့တူးချင်းစီပေါ်တောင်မှုဘလောက်ကြီးလဲဆိုတာကိုပြနေရခိုင်မာတဲ့ထက်သေးပဲပေါ့ဆိုတော့ဒီလိုအောင်မြင်မှုတွေရလာတဲ့ခါမှာဘာဖြစ်လာလဲအဓိကမေကွန်းကြီးတစ်ခုပေါ်လာတာပေါ့သူ့ရဲ့ရရရာထူးမတွေလောက်အောင်မြင်နေတာကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအငင်းပွားမှုတွေကိုမီးမွေးပေးလိုက်တယ်လို့ပါပဲအေးမေကွန်းကတော့ဒါပါပဲဒီလိုအောင်မြင်မှုတွေရပြီးတဲ့နောက်မှာ Michael Carrick ကိုအမြဲတမ်းမန်နေဂျာဖြစ်ခံတင်ပြီလားဒီကိစ္စနဲ့ပတ်သက်ပြီးထောက်ခံတဲ့အချက်တွေတော့ကန့်ကွက်တဲ့အချက်တွေတော့ရှိနေတယ်ထောက်ခံတဲ့ဘက်ကတော့သူကကိုလူရင်ကလပ်ကိုနားလေတယ်ကစားသမားတွေကိုတူးတက်စေတယ်ပျော်ရွှင်မှုတွေပြန်ယူလာတယ်ဒါတွေပေါ့ဒါပေမဲ့ကန့်ကွက်တဲ့ဘက်ကကျတော့သူ့ကိုဆိုစကာရဲ့အရေးအောက်ကလူလိုမြင်သွားမှစိုးရင်တယ်ပြီးတော့ကလပ်ကနာမည်ကြီးမန်နေဂျာတယောက်ကိုခန့်ညင်နေနိုင်နေရပဲဒါကြောင့်ယာဒီကုံအထိစောင့်ကြည့်ပြီးမှအကဲဖြတ်တာအကောင်းဆုံးလို့ဆိုချပြန်တော့ဒါပေမဲ့တုံးသက်သူတွေကအရေးကြီးတဲ့ချက်တစ်ခုကိုထုတ်ပြတယ်ကားရစ်ကိုခန့်ဖို့ပြောနေတာကရွေးစရာမရှိလို့ရွေးခိုင်းနေတာမျိုးမဟုတ်ဘူးတဲ့သူကလိုအပ်တဲ့အရေးချင်းနဲ့အလုံးနဲ့ပြည့်စုံတယ်ကလပ်အထက်ဒီအချင်းအခါမှာအတင်တော်ဆုံးလို့ဖြစ်တယ်လို့ကိုညင်းကုန်နေကြတာဆိုလိုတာကသူ့အရေးချင်းကြုံခန့်တင်တာအချင်းနဲ့ခိုင်းရမှာမဟုတ်ဘူးဆိုတဲ့သဘောပဲကဲဒီလိုငင်းပွားနေကြတော့မှပဲနောက်ထပ်စံတက်မှုကြီးတစ်ခုကရောက်လာပြီအဲ့ဒါကတော့ Evander နဲ့ကစားရမယ့်ပွဲပဲဒီပွဲကကာရီရဲ့ခီးလမ်းမှာနောက်ထပ်အရေးကြီးတဲ့စံတက်မှုတစ်ခုဖြစ်တယ်လို့ဆီယာနဲ့တပည့်ရဲ့ထိတ်ထိတ်တွေးဆုံမှုလို့လည်းပြောလို့ရတယ်ဒီပွဲရဲ့နောက်ခံဇက်လန်ကတကြိုလေးစိတ်ဝင်စားစရာကောင်းတယ်။ဘာလို့လဲဆိုတော့ Everton manager David Moyes ဆိုတာအတွေ့အကြုံရင်း manager တယောက်ဖြစ်တယ်လို့တချိန်ကအမန်ယူမှာကာရီကိုနီးပြခဲ့ဘူးတဲ့သူဟုတ်တယ်ကာရီက Moyes လမ်းအောင်မှာကစားခဲ့ဘူးတဲ့တပည့်ဟောင်းမို့အခုလော Tactics manager အနေနဲ့ဆရာဖြစ်သူကိုပြန်ရင်ဆိုင်ရတော့မယ်ဒီတွေ့ဆုံမှုကတော့စိတ်လှုပ်ရှားစရာကောင်းမှအသေးချပဲ
ဒီပွဲကဘာလို့ဒီလောက်တောင်အရေးကြီးနေရတာလဲအချက်ဒီအများကြီးရှိတယ်ပထမတစ်ချက်မိုးရက်စစ်အသင်းနေဆိုတာကစားရခက်တယ်ဆိုပြီးနာမည်ကြီးတယ်နောက်တစ်ချက် Everton အဝေးကွင်းဆိုတာတမိုင်းတစ်ရှောင်းအခက်ခဲဆုံးခီးစဉ်တွေထဲကတစ်ခုပဲဒါတိမဲလားဆိုတော့မဟုတ်သေးဘူး Everton က2013-14ရာသီနောက်ပိုင်း United ကိုပထမဆုံးအကြိမ်နှစ်ကြော့စလုံးအနိုင်ယူဖို့ကြိုးစားနေတာအားလုံးထက်အရေးကြီးတာကတော့ United ရဲ့ Champions League ဝင်ခွင့်မျှော်လင့်ချက်အတွက်အဓိကစံတတ်မှုတစ်ခုဖြစ်နေလို့ပဲ ဒီတော့နောက်ဆုံးပေးဟုံးကတာပဲဒီလိုစင်ခေါမှုကြီးတစ်ခုမှတပည့်ဖြီသူကာရီခဲရဲ့စွမ်းဆောင်ရည်ကသူ့ရဲ့ဆရာကိုကြော်ဖြတ်နိုင်မလားပြီးတော့အဲ့ဒီစွမ်းဆောင်ရည်ကကလပ်အသင်းပုတ်အဖွဲ့အတွက်သူ့ကိုအမြဲတမ်းမန်နေဂျာအဖြစ်မခံပေးမနေနိုင်လောက်အောင်အထိတွန်းအားပေးသွားနိုင်မလားဒါကတော့တကယ်ကိုစိတ်ဝင်စားနေစောင့်ကြည့်ရတော့မှာပါ